မဟန်တန်ကတိုက်ခန်းတစ်ခုမှနေထိုင်တဲ့ Max ဆိုတဲ့ခွေးလေးဟာသူ့ရဲ့သခင်မလေး KT နဲ့အတူပျော်ပျော်ရွှင်ရွှင်နေထိုင်သူပါ KT အလုပ်သွားခြင်းဆိုရင်တော့ Max ဟာအိမ်နီးနားချင်းသရင်ဆန်တငယ်ချင်းတွေဖြစ်တဲ့ကြောင်မလေး Chloe ပတ်ခွေးလေး Mel Dachshund ခွေးလေး Buddy နဲ့ငှက်ကလေး Sweet Pea တို့နဲ့အချိန်ဖြုံးလေရှိပါတယ်။ဒီနေ့မှာတော့ KT ကခွေးကေဟာကနေ Duke ဆိုတဲ့အကောင်ကြီးခွေးတစ်ကောင်ကိုထက်မှန်မွေးစားလိုက်တဲ့အခါမှာတော့ Max တယောက်မနာလိုဖြစ်ပြီးနေရည်လူရာကနေသူတို့နှစ်ကောင်ကြားပြဿနာစတာပါတော့လေ။ Duke ကလည်း Max ရဲ့အနိုင်ကျင့်မှုကိုမခံနိုင်တာကြောင့်တရက်မှာတော့ Max ကိုလမ်းကြားတစ်ခုထဲမှာပစ်ထားခဲ့ဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူတို့နှစ်ကောင်စလုံးလမ်းဘေးကြောင်တွေရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီးသူတို့ရဲ့လေဘတ်တွေပါအလုခံလိုက်ရတာကြောင့်တရိတ်ဆန်ထင်းထင်းရဲ့အဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတော့တယ်။တစ်ဖက်မှာလည်း Max ကိုခိုးချစ်နေတဲ့ Gidget ဆိုတဲ့ခွေးမလေးက Max ပျောက်သွားတာကိုသိလိုက်ရတဲ့အခါမှာတငယ်ချင်းတွေစုပြီးလိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။လန်ကူလာမှာ Max နဲ့ Duke တို့ဟာလူသားတွေကိုမုန်းတီးတဲ့ Snowball ဆိုတဲ့ယုံပြူလေးဦးဆောင်တဲ့စွန့်ပစ်ခံတရိတ်ဆန်အဖွဲ့နဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့နှစ်ကောင်ဟာအဖွဲ့ထဲဝင်းထို့အတွက်လူသားတွေကိုတတ်ခဲ့ဘူးတယ်လို့လိန်ညာခဲ့ပြီးမြဲနောက်ပိုင်းမှာအမှန်တရားပေါ်သွားတာကြောင့်ထွက်ပြေးခဲ့ရပြီးအမှတ်မထင်ပဲအဖွဲ့ရဲ့မွေကြီးကိုတတ်မိသွားတယ်လို့ဖြစ်သွားတာကြောင့် Snowball ကသူတို့ကိုတတ်မယ်လို့ကြွေးကြော်ပါတော့တယ်။ Gidget ရဲ့အဖွဲ့ကလည်း Max တို့နောက်ကိုလိုက်ရင်စွန့်ပစ်ခံအဖွဲ့နဲ့ရင်ဆိုင်ရပါတယ်။တစ်ဖက်မှာလည်း Max နဲ့ Duke တို့ဟာအစားအသောက်ရှာရင်ခင်မင်မှုစော့တင်လာပြီး Duke ရဲ့အရင်သခင်ဟောင်း Fred အကြောင်းကိုသိရှိသွားပါတယ်။ Duke ရဲ့အိမ်ဟောင်းကိုတွားရှာတဲ့အခါမှာတော့သူ့သခင်ကြီးဆုံးကွာသွားပြီဖြစ်ကြောင်းသိလိုက်ရလို့ Duke တယောက်အယမ်းဝမ်းနည်းသွားပါတယ်။ဇက်ရှိန်တက်လာတဲ့အချိန်မှာတော့ Duke ဟာတရိတ်ဆိုင်ထင်းထင်းရေးကားနဲ့ထပ်မံဖမ်းဆီးခြင်းကိုခံလိုက်ရပါတော့တယ်။ Max က Duke ကိုကဲဖို့ကြိုးစားရင် Snowball နဲ့မဟာမိတ်ဖွဲ့က Brooklyn တန်းပေါ်မှာအသေးရစရာကဲဆယ်တွေလှုပ်ဆောင်ခဲ့ပါတယ်။ကားကမြစ်သေးချသွားပေမဲ့ Snowball ရဲ့အကူအညီနဲ့ Max က Duke ကိုအချိန်မီကဲထုတ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Gidget ရဲ့တတိရှိပုံကိုမြင်ပြီး Max တယောက် Gidget ကိုပြန်လဲချစ်မိသွားတယ်လို့လူသားတွေကိုမုန်းသိတဲ့ Snowball လည်းကောင်မလေးတယောက်ရဲ့မွေးစားခြင်းကိုခံလိုက်ရပါတယ်။တရိတ်ဆန်လေးတွေအားလုံးဟာသူတို့ရဲ့အိမ်တွေကိုအတီးတီးပြန်သွားကြပြီး Max နဲ့ Duke တို့လည်းညီကိုတွေလိုခိုင်မြဲတဲ့တန်ရောစံနဲ့ KTC ကိုပြန်ရောက်သွားကြပါတော့လေ။